ကဘာပေါ်မာလီနပေါ60ကျော်မျိုးဆက်20စာလောက်ကြာနေတဲ့ပြည်တွင်းစစ်တစ်ခုရှိနေပါတယ်အဲ့ဒါတော့မြန်မာနိုင်ငံကကချင်ပဋိပက္ခပါပဲဆိုတော့ဒီစစ်ပွဲဘာကြောင့်စတင်ခဲ့တာလဲဘယ်သူတွေပါဝင်နေတယ်လဲပြီးတော့အခုဘယ်လိုအခြေအနေမျိုးကိုရောက်နေပြီလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်ဒီပဋိပက္ခရဲ့အဓိကစက်ကောင်လို့ပြောလို့ရတဲ့အဖွဲ့အစည်းတစ်ခုကိုရင်ဆုံးမေးခွန်းထုတ်ကြည့်ချင်ပါတယ်ကချင်လွတ်လပ်ရေးတပ်မတော် KII ဆိုတာတကယ်တော့ဘာတူလဲသူတို့ရဲ့ရည်မှန်းချက်ကဘာဖြစ်မလဲဘာကြောင့်ဆယ်စုနှစ်ပေါင်းများစွာလက်နက်ကိုင်တိုက်ပွဲဝင်နေကြတာလဲဟုတ်ပြီထီးအကြောင်းကိုမပြောခင်မှာသူတို့ဘသူတွေကိုကိုးစားပြုနေတာလဲဆိုတာကိုအရင်ဆုံးသိဖို့လိုပါတယ်သူတို့ကဘလို့လူမျိုးတွေလဲဘယ်နေရာမှာနေထိုင်ကြတယ်လဲပြီးတော့သူတို့ရဲ့ယဉ်ကျေးမှုနဲ့ကိုယ်ပိုင်လက္ခဏာကဘာလဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြအောင်ပါကချင်လူမျိုးတွေဆိုတာကမြန်မာနိုင်ငံထဲမှာမဟုတ်ပါဘူးတရုတ်နဲ့အိန္ဒိယနိုင်ငံတွေရဲ့နေဆက်တောင်တန်းတွေထိဖြန့်ကျက်နေချိုင်းကြတဲ့တိုင်းရင်းသားလူမျိုးတွေစုပါသူတို့မှာကိုယ်ပိုင်မျိုးနွယ်စုတွေဘာသာစကားတွေရှိကြပါတယ်ပိုပြီးတော့ထူးခြားတာကမြန်မာနိုင်ငံလိုဗုဒ္ဓဘာသာအများစုရှိတဲ့နိုင်ငံမှာကချင်လူမျိုး90%ကျော်ကခရစ်ယာန်တွေထင်နေတာပါပဲအဲ့ဒါကသူတို့ရဲ့တိကျလက္ခဏာကိုပိုပြီးတော့ခိုင်မာစေခဲ့တယ်လို့ဆိုရမှာပါသူတို့နေထိုင်တဲ့ကချင်ပြည်နယ်ဆိုတာကလည်းတဘာဝအလားတရားတွေပဲရှိတာမဟုတ်ပါဘူးကမ္ဘာအကောင်းဆုံးကြောက်စိမ့်တွေရွှေတွေတခြားတန်ဖိုးကြီးတန်ရာဓာတ်တွေအများများထရှိတဲ့နေရာလည်းဖြစ်ပါတယ်ဒီကျွဲဝချမ်းသာမှုပါပဲတစ်ချိန်တည်းမှာကောင်းကြီးတစ်ခုလိုဖြစ်ခဲ့တယ်လို့နောက်ဖြစ်လာမဲ့ပဋိပက္ခတွေအတွက်ကျင်းစာတစ်ခုလိုလည်းဖြစ်လာခဲ့ပါတယ်အဲ့ဒီတော့မေးစရာရှိလာတာကဒီလိုယဉ်ကျေးမှုနဲ့တယံဇာတကျွဲဝတဲ့လူမျိုးတစုဟာဘာကြောင့်လက်နက်ကင်တော်လိုင်းလန်းစင်ကိုရွေးချယ်ခဲ့ရလဲဆိုတာပါပဲအဖေကိုရှာဖို့တမိုင်းကိုနည်းနည်းပြန်ကြည့်ရပါမယ်ကတိတွေပြေခဲ့ခြင်းကနေတစ္ဆာဖောက်ခံရတယ်လို့ခန်းစားခဲ့ရတဲ့ခြင်းအထိဖြစ်စဉ်တွေကိုလေ့လာကြည့်ကြရအောင်ဒီရှင်စရာကရာအလုံးရဲ့စာကိုရှင်းရှင်းလင်းပြနေတာပါပဲအဓိကလက်ပြောင်းကတော့တောင်ကိုစီးစစ်ခွက်ပဲလုံးကြီးလာခံမှာအဲ့ဒီမှာကချင်ခေါင်းဆောင်တွေကဗိုလ်ချုပ်အောင်ဆန်းရဲ့ကိုယ်ပိုင်အုပ်ချုပ်ခန့်ကတ်တီနဲ့တို့ပြီးတောင်စုတော့ဝန်ခဲ့ရတယ်ဒါပေမဲ့ဗိုလ်ချုပ်အောင်ဆန်းလူကြံခံလိုက်ရပြန်နောက်မှာတော့အဲ့ကတ်တီတဲ့အားလုံးဟာလေထဲမှာပျောက်ကွယ်သွားခဲ့တယ်ယုံကြည်မှုတွေအကြီးအကျယ်ပြိုလဲဟော့ခဲ့ရတာပေါ့မြန်မာနောက်ဆုံးဖရင်တီဘောမင်းရဲ့ဒီစကားတစ်ခုကိုပဲကြည်ပါဒါဟာဘ ਹੁ အစိုးရအဆက်ဆက်ကကချင်လူမျိုးတွေအပေါ်ထားတဲ့သဘောထားလို့ထဲစေတယ်လို့ဆိုကြပါတယ်ပညာသင်ကြားပေးဖို့တောင်းဆိုမှုကိုဒီလိုလောင်ပြောင်ခဲ့တာကတမိုင်းတစ်လျှောက်ခွဲခြားဆက်ဆံခံရမှုရဲ့နှက်ဆိုင်တဲ့အမြစ်တွေကိုဖော်ပြနေသလိုပါပဲဒီလိုနာကြီးမှုတွေကပဲတဖြည်းဖြည်းစုပုံလာခဲ့တာပါဆိုတော့ဒီလိုတမိုင်းဖက်မှာရဲ့နာကြီးမှုတွေကတိဖောက်ဖြစ်မှုတွေအခက်ထက်စုပုံလာတဲ့အခါမှာတော့ညင်းချမ်းတဲ့နီလိုင်းတွေကအရာမထင်တော့ဘူးပေါ့အဲ့ကနေကချင်ဒေါ်လန်ကြီးမိတော်စတင်တောက်လောင်စားပြီးကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကိုမွေးဖွားပေးခဲ့တာပါပဲတော်လန်ရေးကိုမဖြစ်မနေတွန်းပို့လိုက်တဲ့အထီးကအချက်ကြီးလက်ချက်ချီခဲ့ပါတယ်ကိုပိုင်အုပ်ချုပ်ခွင့်ကတိတွေပက်ပြဲသွားတာဘာသာရေးရဖိနှိပ်ခါရတယ်လို့ခံစားလာရတာနောက်ကိုယ့်ရဲ့နေမြေတွေကိုချိုးဘက်ကိုရောင်းချလိုက်တာတွေဒါတွေအားလုံးစုပေါင်းပြီးတော့နောက်ဆုံးမှာတော့တီးမခံနိုင်တဲ့အခြေအနေကိုရောက်သွားစီခဲ့တယ်ဒါကြောင့်1960မှာနိုင်ငံရေးဖွဲ့ဖြစ်တဲ့ KIO ကိုစတင်ဖွဲ့စည်းခဲ့ကြပါတယ် KIO ဖွဲ့စည်းပြီးတနေ့ကြာမှာပဲသူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေကိုလက်နက်နဲ့ကာကွယ်ဖို့အတွက်ကချင်လွတ်လပ်ရေးတပ်မတော် KIA ကိုဖွဲ့စည်းလိုက်ပါတယ်ဒါဟာနိုင်ငံရေးအဖွဲ့ရဲ့လက်အောက်မှာရှိတဲ့စစ်ရေးတောင်ပန်တစ်ခုပေါ့နှစ်ပေါင်း60ကျော်ကြာသွားပြီဒီပဋိပက္ခပြီးသွားပြီလားလုံးဝမပြီးသေးပါဘူးမြန်မာခေတ်မှာဒီတိုက်ပွဲဟာဘယ်လိုပုံစံပြောင်းလာတယ်လဲပြီးတော့လူတွေပေါ်ဘယ်လိုမျိုးတက်ရောက်မှုတွေရှိနေတယ်လဲဆိုတာကိုစက်ကြည့်လိုက်ကြအောင်ဒီစကွဲအဓိကတန်ကိုအလူလက်ခံနေရတာကတော့ဘယ်သူမှမဟုတ်ပါဘူးတာမန်အယက်သားတွေပါပဲလူတသိန်းကျော်စဉ်းစားကြည့်ပါလူတသိန်းကျော်ဟာကိုယ့်အိမ်ကိုယ့်ရာကိုစွန့်ခွာပြီးစစ်ပေးရှုံစခန်းဒီမှာရှင်သန်နေရတယ်ဒါဟာမျိုးဆက်တစ်ဆက်လုံးရဲ့အနာဂတ်ကိုထိခိုက်စေတဲ့အင်မတန်ကြီးကွဲစရာကောင်းတဲ့အခြေအနေတစ်ခုပါဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကဒေတာရဲ့တဘာဝတန်ရန်ဇာတာတွေကပဲဒီလက်နက်ကင်တော်လန်ရေးကိုဆက်ပြီးတော့ရှင်သန်နေစေတဲ့တွေးကြောဖြစ်နေတာပါပဲအထူးသဖြင့်ကြောက်စိမ့်နေတာတဲ့ငွေတွေဟာသူတို့ရဲ့တိုက်ပွဲအတွက်အဓိကရန်ပုံငွေဖြစ်နေပါတယ်လက်ရှိ KIA ကလည်းအင်အား2000လောက်နဲ့ဒေတာတွင်းမှာအလွန်အရေးပါတဲ့လက်နက်ကင်အဖွဲ့တစ်ဖွဲ့အဖြစ်ဆက်ပြီးရပ်တည်နေပါတယ်ဒါပေမဲ့အထူးသဖြင့်သတိပြုစရာကောင်းတာကသူတို့ရဲ့မဟာမိတ်တွေပါပဲ2021စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာပေါ်ပေါက်လာတဲ့ NUG PDF တို့လိုအဖွဲ့တွေနဲ့ပူးပေါင်းလိုက်တာကကချင်ဒေါ်လန်ရဲဟာတိုင်းတာအခွင့်အရေးဆိုတဲ့ပေါင်းကိုကြော်ပြီးတနိုင်ငံလုံးရဲ့ Federal Democracy တိုက်ပွဲရဲ့အဓိကဥစ္စာတစ်ခုဖြစ်လာပြီဆိုတာကိုရှင်းရှင်းလင်းလင်းပြနေပါတယ်စစ်ပွဲရဲ့နောက်ကွယ်မှာတော့ကြောင်းမထွေရလူအခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့မှတ်တမ်းတွေကအတိအလင်းဆိုထားတာပါအယက်သားရေးကိုဖိမှတ်ထားတာတွေလူသားချင်းစာနာမှုအကူအညီတွေကိုတမင်တကာပိတ်ဆို့ရတယ်လို့ဖင်းထန်တဲ့ဆွဆွဲချက်တွေကဒီပဋိပက္ခရဲ့လူမဆန်တဲ့မျက်နှာစာကိုမိမုံထိုးပြနေသလိုပါပဲကတိတွေပြည့်ရွှင်ရနဲ့စက်ခဲ့တဲ့ဒီပဋိပက္ခသင်္ယန်ဇာတတွေနဲ့ဆက်ပြီးမိထိုးပေးထားလို့ဖြစ်နေပြီးမျိုးဆက်ပေါင်းများစွာရဲ့ဘဝတွေကိုဝမ်းမြောက်သွားခဲ့ပါပြီ
နှစ်ပေါင်း60ကျော်ကြာခဲ့ပေမဲ့အဖေမထွက်သေးတဲ့မေခွန်းကတော့အရင်တိုင်းပဲကြံနေသေးပါပဲတန်းတူညီမျှမှုနဲ့ကိုယ်ပိုင်ဖြစ်ထမ်းခွင့်ရတဲ့တိုက်ပွဲဝင်နေတဲ့ကချင်လူမျိုးတွေရဲ့အနာဂတ်ဟာဘရော့များမှငြင်းချမ်းခွင့်ရမှာလေ